ကဘာပြက်ပြီး9နှစ်အကြာမှာမင်းဆိုရင်ဟောမျိုးလင်းချက်ကိုစွတ်ထွက်ထားလိုက်လူတိုင်းကအရှုံးပေးလိုက်ကြတဲ့အချိန်မှာ Greenland 2ကမင်းကိုမတူညီတဲ့ရှင်တန်ကြီးခရီးစဉ်တစ်ခုစီခေါ်ဆောင်သွားပါလိမ့်မယ်ဇလဲအနှစ်သာရဒီကားကိုဘာလို့ကြည့်တဲ့တာလဲဆိုတော့ဒါဟာရိုးရိုး action ကမဟုတ်လို့ပါပဲချုပ်ကက် Valentine နေ့မှာတော့လက်မလျှော့စတန်ချစ်ရသူကိုဂတိတီးခဲ့တဲ့လူသားဆန်မှုတွေကိုမြင်ရမှာပါ The Crater လို့ခေါ်တဲ့လျှို့ဝှက်စမ်းကြဲတဲ့6ကြီးစီကိုတွားရမယ့်ခရီးလမ်းမှာမင်းကိုရင်တထိတ်နဲ့အဆုံးထိဆွဲခေါ်သွားပါလိမ့်မယ်ကဘာကြီးဟာပျက်စီးသွားတာမဟုတ်ဘူးအစ်စ်ပြန်မွေးဖွာဖို့ပြင်ဆင်နေတာပါအန်ဒီရီကြားကနေကဘာတိရဲ့အစကိုမျက်မြင်ကိုယ်တွေ့ကြည့်ကျင်နေဆိုရင်တော့ Greenland 2ကိုလက်မလွတ်တမ်းကြည့်လိုက်ပါမင်းရဲ့မျှော်လင့်ချက်တွေပြန်လဲရှင်တန်းဖို့ Greenland 2ကစောင့်ကြိုနေပါတယ်ကဘာကြီးပျက်စီးသွားပြီး9နှစ်အကြာမှာမင်းဆိုရင်ရောဆက်ပြီးရှင်တန်ခြင်းစိတ်ရှိအောင်မလားလူတိုင်းကအရှုံးပေးလိုက်ကြတဲ့အချိန်မှာလူတိုင်းကဒါကိုပုံမှန်ပဲလို့လက်ခံလိုက်ကြတဲ့အချိန်မှာမျော်လင့်ချက်ဆိုတာကိုရှာဖွေဖို့တတ်သိရှိတဲ့သူတွေအကြောင်းက Dreamland 2ပဲဒါဟာရိုးရိုးရှင်းရှင်းရှင်တန်ခြင်းဇာတ်လမ်းမဟုတ်ဘူးဒါဟာနှလုံးသားရဲ့ခရီးစဉ်တစ်ခုပဲဘာကြောင့်ကြည်တဲ့တာလဲဆိုတော့ပထမဆုံးအချက်ကရုပ်ရှင်ဆန်နဲ့ရတာပဲဘန်ကာတွေကအချင်းအချက်ခံစားချက်ကနေမတိရသေးတဲ့6ကြီး The Crater စီဖို့တွားရမယ့်ခရီးစဉ်ကမင်းကိုထိုင်ကုန်ကနေမထထမှန်ဆွဲခေါ်သွားလိမ့်မယ်ဒုတိယအချက်ကတော့လူသားဆန်မှု Valentine နေ့ကိုအမောင်တို့ထဲမှာကျင်းပရတဲ့ခံစားချက်အချင်းချင်းကြိပေးကြတဲ့သစ္စာတရားတွေကမင်းကိုတစ်ချက်မှမျက်ရည်ဝဲစေလိမ့်မယ်အလီနဲ့သူတို့ရဲ့ဆက်ဆံရေးကဘာပြက်ကတ်ထဲမှာတော့မေတ္တာတရားကဘလောက်အင်အားကြီးလဲဆိုတာပြနေတယ်ဒီကားထဲမှာပါတဲ့ The Crater ဆိုတာဘာလဲအဲ့ဒါကတကယ်ပဲကဘာတိရဲ့အစဒါမှမဟုတ်ပိုဆိုးရဲ့နေကုန်လားဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်ရင်းနဲ့မင်းကူရိုင်လဲဇက်ကောင်ရီနဲ့အတူခရီးသွားနေရတယ်လို့ခံစားရမှာပါဆန်ပေမဲ့လက်တွေ့ဘဝရဲ့ခံယူချက်တွေကိုထိုးဖောက်ပြထားတဲ့ဇန်ညွန့်ကဒီကားရဲ့အသက်ပဲအဆုံးသတ်မှာမင်းသိသွားမှာကကဘာကြီးဟာပျက်စီးခံလိုက်လို့ပျက်စီးသွားတာမဟုတ်ပဲမျော်လင့်ချက်တွေကုံဆုံးသွားလို့ပျက်စီးသွားတာဆိုတာပါပဲကဘာသေးရဲ့မွေးဖွားခြင်းကိုမျက်မြင်ကိုယ်တွေ့ကြည့်ရှင်တယ်ဆိုရင်တော့ Dreamland 2ကိုအရောက်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်